မဲခန်းစဉ်ရက်ွက်တဲ့ကျတော့ခေါ်တော့တသားလေးလို့ပေါ့မနေ့ကဆိုရင်ရေးတဲ့စင်တွေဥပေါက်လာလို့ရှိရင်ဒီအောင်မလုပ်တော့ဘူးမလုပ်မရတော့လို့မလုပ်တော့ဘူးပုံပေါ်မှာပုံခန်းနေပူပြီးပေါ့ကျွန်တော်ကြပန်းပုံခန်းလိုက်ပြင်လိုက်လို့စင်ပြလေးတော့လိုက်လိုက်လို့ဒီလုပ်ငန်းတော့ဒါတွေလည်းပုံမှန်ဝင်မရှိဘူးဒါတွေလည်းနေတော့တော့ရတယ်ဒါတွေလည်းကြားမှာမရပေါ်ကနေနေရတော့လေအောက်မှာနေကြတော့ဘောတာမိတယ်လို့ရတော့လေရွာဘောလို့ဖြေရတော့ရှိရင်စူကောင်းပြီးတော့ပြန်လောက်ရမယ်ဆိုတော့တွေးလို့ရှိရင်စိတ်ကူးတာလည်းအနည်းဆုံးစောင့်လို့ပေါ့တစ်နှစ်လောက်တော့ပြန်စောင့်မှပြန်ပြီးလုံးနိုင်ဘူးဝေကုန်ကြသိနေကြတယ်အဝိုးလည်းမလုံးနိုင်ဘူးဒါတဲ့ဝင်နေစားလောက်ပေါ်နေစူဖို့ကြတော့လည်းတိတ်ဟောဖြစ်လို့ကျေးဇူးပါကိုအနေနဲ့မလုပ်နိုင်တော့လုပ်ပြီးတော့ကျွန်တော်ဝမ်းသာဘူး